အားလုံးပဲမင်္ဂလာပါခင်ဗျာဘလိုဝဒနာရှင်များခင်ဗျာဒီနေ့ညလန်ဒန်ဒါဘီဖြစ်ကစားသွားမဲ့ဝက်ဟန်နဲ့အာဆင်နယ်တို့ရဲ့ပွဲစဉ်ကိုနှုတ်ဆိုးချက်လက်တွေနဲ့အတူသိစိတ်သိုးသားတက်ဆက်ပေးသွားမှာဖြစ်ပါတယ်အာဆင်နယ်အတွက်အကြီးမဆိုးတဲ့ကတော့အဓိကခန်းစင်းမှုဝီလီယမ်ဆာရီဘာဒါယာကနေပြန်လည်တက်လာပြီးပွဲထွဲလူစင်းမှာပြပလာနိုင်တာပဲဖြစ်ပါတယ်တိုက်စစ်မှာတော့ဘူကာယိုဆာဂါနဲ့ဂါနာချိုတို့ရဲ့ရှေဟူကဝဲဟန်ရဲ့ခန်းစစ်အတွက်တကယ့်ကိုမိဒုတ်ပေါ်မှာလက်ရှနေရတယ်လို့စိုးရိမ်စရာနေထားမှရှိနေပါတယ်ခင်ဗျာဝဲဟန်ဘက်မှာတော့သူတို့ရဲ့အဓိကတိုက်စစ်မှုဂျာရော့ဘူဝင်းဒါယာကျောက်ပါဝဲဖို့မသိချတာကသူတို့အတွက်တော့တိုက်စစ်တစ်ခုကျိုးသွားတယ်လို့ဖြစ်နေပါတယ်စင်စရာတွေအရအာဆင်နယ်ဟာဝဲဟန်ရဲ့အိတ်ကွင်းလန်ဒန်စတာဒီယမ်မှာနှုတ်ဆိုးသူကြီးတွေးဆုံမှုမှာရှုပ်ပွဲမရှိထားပဲအသာစီးရလေးရှိပါတယ်။ထို့သဖြင့်အာဆင်နယ်ဟာလန်ဒန်ဒါဘီပွဲစဉ်တွေမှာအစင်လာရအမှန်ရအယူတတာကြောင့်ဝဲဟန်အတွက်ကြက်ခဲကိုလက်နဲ့ဆိုထားသလိုခက်ခဲတဲ့စားသမှုတစ်ခုဖြစ်လာပါလိမ့်မယ်။အာဆင်နယ်ဟာပွဲစကတဲ့ကပြေထန်ဖီအားပေးတိုက်စစ်ဆင်လာမှာဖြစ်ပြီးဝဲဟန်ကတော့သူတို့ရဲ့ထိုးစားတိုင်းနှုတ်ဆိုးပေးကစားပြီးဒါပြတိုက်စစ်ကနေဂိုးရဖို့ကြိုးစားမှာပါဒါပေမဲ့ဝဲဟန်ရဲ့ခါစဲပိုက်ကဒီယာတီမှာဂိုးတွေပေးနေရတာကြောင့်အာဆင်နယ်ရဲ့တိုက်စစ်လိုက်တွေကိုဘယ်လောက်ကြာခံနိုင်မလဲဆိုတာစောင့်ကြည့်ရမှာပါဒီပွဲဟာအာဆင်နယ်ရဲ့ဂိုးသွင်းအားကောင်းမှုနဲ့ဝဲဟန်ရဲ့ခါစဲအားနည်းချက်ကြောင့်ဂိုးများအိုဘာဖြစ်ဖို့ရခိုင်နှုန်း80ကျော်ထိရှိနေပါတယ်နှစ်သက်စလုံးဂိုးရနိုင်ချေရှိသလိုပြန်လှန်ထုတ်ဖောက်မှုတွေနဲ့ပလိသတ်တွေအတွက်မျက်စိပဒဖြစ်စေမဲ့ပွဲဖြစ်လာမှာပါအချို့အဖြစ်ပြောရရင်ခံမှန်းရရတော့ချန်ပီယံဆုအတွက်အမှတ်တိုက်ကရေးကြီးနေတဲ့အာဆင်နယ်ကပဲပွဲကိုထိချုပ်ပြီးနိုင်ရောက်သွားဖို့ရှိနေပါတယ်ကျွန်တော်ရဲ့ခံမှန်းချက်ကဝဲဟန်တဲ့အာဆင်နယ်3ပါပဲခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ CR7 forever. Hey,